ဘန်ကောက်မြို့မင်းဘူရီနယ်မြေမှာမိမိရဲ့9နှစ်အရွယ်သမီးရင်းကိုတက်ဖြတ်ပြီးထွက်ပြေးသွားတဲ့မြန်မာမျိုးသမီးတဦးကိုဧပြီလ2ရက်နေ့ကကိုလန်းကျွန်းမှာရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီးဖြစ်ပါတယ်။စစ်စင်မှာအသက်34နှစ်အရွယ်မျိုးပါထွန်းဟာသမီးဖြစ်သူရဲ့လေဘင်းကိုရေတန့်ဘူးတွေထည့်ထားတဲ့ကြောပိုးအိတ်နဲ့ချီနှောင်ပြီးသတင်းပေါက်ကနေကြစ်ချကလက်ရက်ဆက်ဆက်တက်ဖြတ်ခဲ့တာပါ။တရားခံဟာအလုပ်ကိစ္စနဲ့စိတ်ဖိစီးမှုတွေကြောင့်သမီးဖြစ်သူကိုတက်ပြီးမိမိကိုယ်တက်သေးဖို့ကြံစီခဲ့ပေမဲ့တကယ်တမ်းမှာတော့ဖပြေးတင်းရှောင်ခဲ့တာလို့ဝန်ခံထားပါတယ်။လက်ရှိမှာတော့သူမကိုတေးတန်းဒါမှမဟုတ်တသက်တကြုံဖြစ်တဲ့အထိကြားခံရနိုင်တဲ့လူတက်မှုပုံမှန်288နဲ့အမှုဖွင့်ထားပါတယ်။မိဘပြည်သူများအနေနဲ့စိတ်ဖိစီးမှုဝေဒနာခံစားနေရပါကတူးရဲကြိတ်မခံစားပဲထိုင်းနိုင်ငံစိတ်ကျန်းမာရေးဖုန်းနံပါတ်3323ကိုဆက်သွယ်ပြီးအကူအညီရယူကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။